နေ့မနက်ပိုင်းကတန်လင်းတက်နေရှိကမ်းခြေဆောင်တပ်ဖွဲ့စီးပြခွင့်မှာကျင်းပရာကမ်းခြေဆောင်တပ်ဖွဲ့ညွှန်ကြားမှုချုပ်ဗိုလ်မှူးချုပ်တက်လွင်ထွန်းမြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့မှတာဝန်ရှိသူများအရာရှိစစ်သည်မိသားစုဝင်များနဲ့ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်ပထမဦးစွာစီးပြအခမ်းအနားကိုအစီအစဉ်တိုင်းကျင်းပပြုလုပ်ရာနိုင်ငံတော်အလံနှင့်ကြာဆုံးလေးပြီးသောတက်မတော်သားအပေါင်းအားအလေးပြုပြီးတစ္ဆာလေးချက်ရွတ်ဆိုခြင်းများကိုဆောင်ရွက်ကြပါသည်အဲဒီနောက်ကမ်းခြေဆောင်တပ်ဖွဲ့ညွှန်ကြားမှုချုပ်ဗိုလ်မှူးချုပ်တက်လွင်ထွန်းကမြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့၄နှစ်မြောက်တက်နှစ်ပတ်လေးနေ့အထိမ်းအမှတ်မိန့်ခွန်းပြောကြားပါသည်ဆက်လက်ပြီးနေ့လယ်ပိုင်းမှာ၄နှစ်မြောက်ကမ်းခြေဆောင်တပ်ဖွဲ့တက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုချင်းမြင့်ပွဲအခမ်းအနားကိုကမ်းခြေဆောင်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ယာယီခမ်းမဆောင်မှာကျင်းပရာ2024-2025 ခုနှစ်တနှစ်တာကာလတွင်ကမ်းခြေဆောင်တပ်ဖွဲ့ရဲ့လုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့အရာရှိစစ်သည်များအားတာဝန်ရှိသူများကဂုဏ်ပြုဆုများတနှစ်တာကာလတွင်အကောင်းဆုံးလိုင်းစုနှင့်လိုင်းငန်းစုများရရှိတဲ့တပ်ဖွဲ့ဝင်များရဲ့မိသားစုဝင်များကိုတာဝန်ရှိသူများကဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ပေးရခဲ့တယ်လို့သတင်းရရှိပါရရှင်